Hello everyone. Little ကိုအမြဲတမ်း uncountable noun နဲ့ပဲသုံးတယ်လို့ထင်နေတုံးပဲလား countable noun နဲ့လည်းတွဲသုံးလို့ရပါတယ် countable noun နဲ့တွဲသုံးရင်သူ့ရဲ့အဓိပ္ပာယ်ကအရွယ်အစားသေးငယ်သောအသက်ငယ်သောလို့အဓိပ္ပာယ်ရပါတယ် uncountable နဲ့တွဲသုံးရင်တော့ပမာဏအနည်းငယ် okay little time အချိန်နည်းနည်း I have very little time အချိန်နည်းနည်းလေးပဲရတယ် little house အိမ်သေးသေးလေး little brother မောင်ငယ်လေး okay နော်ညီငယ်လေးမောင်ငယ်လေးအဲ့ကြတော့အသက်အရွယ်ငယ်တော့ There are many little houses near the lake lake ဆိုတာကန်ကိုပြောတာရေကန်ရဲ့အနားမှာအိမ်သေးသေးလေးတွေအများကြီးရှိတယ် My little brother is sleeping now အခုမောင်ငယ်လေးကအိပ်နေတယ် Okay Bye bye have a nice day see you next time နောက်ထပ်လည်းအကျိုးရှိတဲ့ဗီဒီယိုလေးကိုဆက်လက်ပြီးတော့မျှဝေအောင်မှာဖြစ်တဲ့အတွက်ကြောင့်အကောင့်လေးကို follow ထားဖို့မမေ့နဲ့နော် Bye bye see you next video